အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ YouTube Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကို challenge ခေါ်တဲ့အနေနဲ့အမတယောက်ကို make up ပြင်ပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့မျက်နှာတစ်လိုက်မယ်မျက်နှာတစ်ပြီးသွားရင်တော့တိုနာကိုအသုံးပြုမယ်ကွန်းတဲ့ကိုတိုနာရေထည့်ပြီးတော့မျက်နှာကိုအရင်ဦးဆုံးတန်ရှင်းလုပ်လိုက်ပါမယ်ရှင်တိုနာသုံးပေးခြင်းကြောင့်မျက်နှာပေါ်မှာရှိတဲ့ချွေးပေါက်ကျတာတွေကိုတက်တာစေပါတယ်ကိုမျက်နှာအသားရည်နဲ့ကိုက်ညီတဲ့တိုနာကိုရွေးချယ်ပြီးတော့ဝယ်ဖို့အကြံပြုချင်ပါတယ်။တိုနာပြီးသွားရင်တော့ကျမတို့က moisturizer လေးကိုလိမ့်ပါမယ်။ moisturizer ဆိုတာကကိုမျက်နှာအသားရည်ကိုအဆိုဓာတ်ထိန်းပေးနိုင်တဲ့ product တစ်မျိုးပဲဖြစ်ပါတယ်ရှင်။ moisturizer လေးကိုလည်းလိမ့်ပေးလိုက်ပါမယ်ရှင်။ဒီတစ်ခါဆိုရင်တော့ကျမတို့ကနှာခမ်းနီလေးပြီးပြီဆိုတော့ eyeliner လေးကိုစပြီးတော့ချဲပါမယ်။ eyeliner ဆွဲတဲ့အခါမှာငိမ့်ငိမ့်လေးနေပေးရပါမယ်။ကိုကဆွဲသည်ဖြစ်စေကိုကသူများကိုဆွဲပေးသည်ဖြစ်စေငိမ့်ငိမ့်လေးနေပေးဖို့ပြောပါရှင်။ကျမရဲ့ eyeliner ကမင်အရန်ထွက်လို့အပေါ်ဘက်နည်းနည်းလေးပြေသွားပါတယ်။ခုကြည့်နေတဲ့သူက eyeliner ကိုဝယ်တဲ့အခါမှာမင်အရန်မထွက်တဲ့ eyeliner လေးကိုဝယ်ဖို့အကြံပေးပါတယ်။ဒါပေမဲ့လည်း concealer ဒါမှမဟုတ်တိုနာလေးနဲ့ပြန်ဖြတ်လို့ရပါတယ်နော်။ eyeliner ပေးတဲ့နေရာကိုပြန်ဖြတ်လို့ရပါတယ်ရှင်။ eyeliner ဆွဲပါပဲ makeup ကိုပို့ပြီးတော့ပေါ်လွင်စေပါတယ်။ eyeliner ဆွဲတာမဆွဲတာကအရန်ကိုတိတာပါတယ်နော်။ eyeliner ဆွဲထားရင်ပို့ပြီးလှပါတယ်ရှင်။အခုကျမဖြတ်နေတာကတော့တိုနာလေးနဲ့ပြန်ပြီးတော့ဖြတ်နေတာဖြစ်ပါတယ်။လုံးလေးကိုပို့ပြီးတော့အယောင်ပေါ်ချင်လို့ကျမတို့ကနောက်တစ်ယောင်ထပ်ထည့်တယ်။ပြီးရင်တော့ glitter လေးနဲ့ထပ်ဖြည့်ပါတယ်ရှင်။ပေါင်နာလေးနဲ့အပေါ်ကနေလိုက်အုပ်ပေးပါမယ်။ဒါမှချွေးထွက်တဲ့အခါမကွက်မှာဖြစ်ပါတယ်နော်။ဒီလိုလိုက်ပုတ်တဲ့အခါမှာလည်းနှာခေါင်းသားတွေနှာဖူးတွေတည်တည်ရှာရှာလေးပုတ်ပေးပါနော်။ဒါဆိုရင်တော့ချွေးထွက်ရင်လည်းအရင်ကြီးမကွက်တော့ဘူး။ကွက်ရင်လည်းနေရာမရွှေ့တော့ပါဘူးရှင်။ပြီးရင်ကျမတို့ကဘာနီလေးကိုချေပါမယ်နော်။ဘာနီလေးကိုကျမကတော့နှာခမ်းနီလေးနဲ့ပဲအသုံးပြုလိုက်ပါတယ်။ဘာရုပ်ရှိတဲ့နေရာကိုချေပြီးရင် brush လေးနဲ့လိုက်ပြီးတော့ပုတ်ပေးမယ်။ပြီးရင်ကျမတို့ကဒီလေဘင်းကိုပေါင်တာလေးနဲ့လိုက်ပြီးတော့ပုတ်ပေးပါမယ်ရှင်။အဲဆိုရင်လေဘင်းနဲ့မျက်နှာတစ်ထပ်တည်းအယောင်ကျမှာပေါ့နော်။လေဘင်းကိုမပုတ်ပေးဘူးဆိုရင်တော့မျက်နှာဖြူပြီးလေဘင်းကမဲနေလိမ့်မယ်နော်။ပြီးရင်တော့ကျမတို့နှာခေါင်းသားလေးကိုပြန်ထည့်မယ်။ပေါင်တာမဟုတ်လည်းအရေးကြီးပါတယ်ရှင်။ဒီပေါင်တာကိုတည်တည်ချာချာလေးလိုက်ပုတ်ပေးပါနော်။ဒီပေါင်တာလေးကိုပုတ်ပေးခြင်းကရရှိနိုင်မဲ့အကျိုးကျေးဇူးတွေကတော့တနေ့ကုန် makeup ခံမယ်ပြီးရင်ချွေးထွက်ရင်ကွက်တီကွက်ကြားမဖြစ်တော့ပါဘူး makeup လည်းအရန်ကြီးမမဲသွားတော့ပဲနဲ့လိမ့်ထားတဲ့တဘာဝအတိုင်းအယောင်ထွက်နေမှာဖြစ်ပါတယ်ချို့ဆိုရင် makeup လိမ့်တဲ့အခါမှာကွက်သွားတာမဲသွားတာမျိုးရှိပါတယ်ရှင်ပေါင်တာလေးကိုလည်းကိုနဲ့ကိုက်ညီမဲ့ပေါင်တာမျိုးအစားကိုဝယ်ပေးတော့ကိုမျက်နှာနဲ့ကင်းကိုက်ညီမဲ့ပေါင်တာအမျိုးအစားကိုလည်းရွေးဝယ်ဖို့မမေ့ပါနဲ့ရှင်ပေါင်တာလေးပြီးပြီဆိုရင်တော့နောက်တစ်ဆင့်အနေနဲ့နှာခမ်းလေးကိုပုံဖော်ပါမယ်နှာခမ်းလေးကိုပုံဖော်ရင် concealer လေးသုံးပြီးတော့ပေါ်ပါမယ် concealer လည်းရတယ် foundation လည်းရတယ်ကိုကြိုက်တာသုံးလို့ရပါတယ်ရှင်ဒီလိုမျိုး brush အသေးလေးကိုသုံးပေးဖို့မမေ့ပါနဲ့နော်လက်နဲ့ပုံဖော်တာထက်ဒီလို brush အသေးလေးနဲ့ပုံဖော်တာကပိုပြီးတော့ပုံစံကျပါတယ်ကိုကနှာခမ်းဖူးဖူးလေးစိုးချင်တယ်ဆိုရင်လည်းဒီ concealer လေးနဲ့ concealer လေးနဲ့စိုးလို့ရပါတယ်နှာခမ်းဖူးဖူးလေးဖြစ်အောင်လုပ်ရပါတယ်နော်နှာခမ်းနီလေးကိုနဲ့လိုက်ဖက်တဲ့အယောင်လေးဝယ်ပါနော်အသားညိုရင်ဘယ်လိုမျိုးနှာခမ်းနီကိုဝယ်ရမလဲအသားဖြူရင်ဘယ်လိုနှာခမ်းနီကိုဝယ်ရမလဲဆိုတာရှိပါတယ်ရှင်နှာခမ်းနီစိုးတဲ့အခါမှာလည်းနှာခမ်းနီတစ်ယောင်ထက်နှာခမ်းနီနှစ်ယောင်သုံးပြီးတော့စိုးတာကပို့ပြီးတော့လှစေပါတယ်ဒါဆိုရင်တော့အသေးပုံလေးပုံစံထွက်လာပါပြီရှင် brush လေးနဲ့တည်ရှာရှာလေးဖော်ပေးနော်ဒါကတော့နှာခမ်းနီနှစ်ယောင်ကိုအသုံးပြုပြီးတော့ခြေထားတာပဲဖြစ်ပါတယ်ပြီးရင်ကျမတို့ကနောက်ဆုံးအဆင့်အနေနဲ့ lip gloss လေးကိုပို့လိုက်ရင်တော့နှာခမ်းနီလေးကလုံးဝပြည့်စုံသွားပါပြီဒီဗီဒီယိုလေးကတော့အခြေခံ makeup လိမ့်ကြီးကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်ရှင်ပြီးတော့လိမ့်ထားတဲ့ makeup look လေးနဲ့လိုက်လားမလိုက်လား
comment မှာရေးခဲ့ပါရှင် rating ပေးရမယ်ဆိုရင်တော့1 to 10နံပါတ်ပေးမလဲဆိုတာ comment မှာရေးပေးဖို့တောင်းဆိုချင်ပါတယ်ရှင်ဒါကတော့လိမ့်ထားတဲ့ final result လေးကိုရိုက်ပြထားတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့မှာပြန်တွေ့ကြပါမယ်နောက်ဗီဒီယိုတွေမှာလည်းဆက်လက်ပြီးတော့အားပေးကြပါရှင်ကျမရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုမှာတော့ဒုံရင် makeup look လေးတွေဘယ်လိုမျိုးလိမ့်ပြမလဲဆိုတာကိုဆက်ပြီးတော့တင်ပြသွားမှာဖြစ်ပါတယ်ရှင်အလုံးပဲကြည့်ရှုတဲ့သူတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ရှင်အားလုံးပဲကိုလက်ပါဘိုင်ဘိုင်မိုင်းဆက်ရှာရိုက်စာလေးလိမ့်ပြီးသွားပြီဆိုရင်တော့ sunscreen လေးကိုလိမ့်ပါမယ်sunscreen ဆိုတာကနေလောင်ကာဖို့ရန်အတွက်ထုတ်ထားတဲ့ product ဖြစ်ပါတယ်။ sunscreen လေးကိုလည်းနေ့တိုင်းလိမ့်ပေးရပါမယ်။ဒါမှသာအသက်ကြီးတဲ့အခါမှာတင်းသိပ်တွေမဖြစ်မှာပဲဖြစ်ပါတယ်ရှင်။ sunscreen လေးလိမ့်ပြီးပြီဆိုရင်တော့ကျမတို့လိမ့်ထားတဲ့ makeup ကိုတနေ့ကုန်ခံဖို့ရန်အတွက် primer လေးကိုလိမ့်ပေးရပါမယ်။ primer လိမ့်ပေးခြင်းကြောင့် makeup တွေတနေ့ကုန်ခံစေတယ်။ချွေးထွက်တဲ့အခါမှာလည်း makeup တွေအကွက်လိုက်ကြီးဖြစ်မနေတော့ပါဘူးရှင်။ primer လေးကိုလိမ့်ပြီးပြီဆိုရင်တော့နောက်ထပ်အဆင့်အနေနဲ့ concealer လေးကိုလိမ့်ပေးရပါမယ်။ concealer ဆိုတာကကိုအမဲဆက်တွေရှိတဲ့နေရာဝက်ချန်ရှိတဲ့နေရာအမာရွေးရှိတဲ့နေရာကိုဖုံးပေးတာပါ။ concealer လေးလိမ့်ပြီးပြီဆိုရင်တော့နောက်အဆင့်အနေနဲ့ foundation လေးကိုလိမ့်ပါမယ်။မျက်နှာနဲ့လည်ပင်းအသားအရည်တစ်ထပ်သေးကျချင်တဲ့အတွက်လည်ပင်းလေးကိုလည်း foundation အုပ်ပေးလိုက်ပါမယ်ရှင်။ foundation လေးတဲ့အခါမှာကိုအသုံးပြုမဲ့သုတ်ပတ်လေးကိုရေစွတ်ထားလိုက်မယ်။ရေစွတ်ထားခြင်းကြောင့် makeup ကညက်ညက်လေးပဲဖြစ်စေမှာပါ။ foundation လေးပြီးသွားပြီဆိုရင်တော့ကျမတို့ကမျက်ခုံးမွေးကိုစပြီးတော့ခြေပါမယ်။မျက်ခုံးမွေးနှစ်ဖက်စလုံးခြေပြီးရင်တော့မျက်ခုံးမွေးဖိတဲ့ brush လေးနဲ့လိုက်ပြီးတော့ဖိလိုက်ပါမယ်ရှင်။မျက်ခုံးမွေးလေးပြီးသွားပြီဆိုရင်တော့ကျမတို့ကနောက်တစ်ဆင့်အနေနဲ့နှာခမ်းအစီလေးကိုလိမ့်ပါမယ်။နှာခမ်းအစီ3မှာနှာခမ်းကွဲတာတွေမဖြစ်တော့ပါဘူးရှင်။ပြီးရင်တော့နာတန်ဖြောက်ဖြောက်လေးရချင်တဲ့အတွက်နှာခေါင်းလေးကိုပုံဖော်ပါမယ်။နှာခေါင်းပုံဖော်ရင်နာတန်လေးကိုဖြောက်ဖြောက်လေးဖော်ပါနော်။ပြီးရင်တော့နှာခမ်းလေးကိုလည်းပုံဖော်ထားလိုက်ပါမယ်ရှင်။နှာခမ်းလေးကိုရောပုံဖော်ပြီးသွားပြီဆိုရင်တော့ခုနကပုံဖော်ထားတဲ့နှာခေါင်းလေးကို brush အကြီးလေးနဲ့ပြန်ပြီးတော့ဖြန့်ပေးပါမယ်။ makeup ပြင်တဲ့အခါမှာနာတန်ဖော်တဲ့နေရာအရေးကြီးပါတယ်နော်။နာတန်လေးကိုဖော်ပေးလိုက်မှပဲကိုယ့်ရဲ့လိမ့်ထားတဲ့ makeup လေးကပို့ပြီးတော့တစေပါတယ်ရှင်။နှာခေါင်းအကုန်လုံးကိုလိုက်ပြီးတော့ဖြန့်ပြီးပြီဆိုရင်တော့နောက်တစ်ဆင့်အနေနဲ့ကျမတို့က concealer လေးနဲ့အလယ်ကနေဖြောင်းဖြောင်းလေးပြန်ပြီးတော့ခြေပေးပါမယ်။ဒါဆိုရင်တော့နှာခေါင်းလေးအရင်လာတော့ပါပြီ။နှာခေါင်းလေးပြီးသွားပြီဆိုရင်တော့ကျမတို့ကမျက်လုံးလေးကိုအရင်ခြေပါမယ်။အနုရောင်ကိုနှစ်ဖက်စလုံးခြေမယ်။တွားရင်တော့နည်းနည်းလေးရင်းတဲ့အရာကိုနှစ်ဖက်စလုံးခြေပါမယ်ရှင်။အတိယအဆင့်အနေနဲ့ကျမတို့ကလက်အရာလေးကိုထပ်ပြီးတော့ခြေလိုက်ပါမယ်။၃ခါခြေပေးရပါတယ်ရှင်။မျက်လုံးလေးပြီးသွားပြီဆိုရင်တော့မျက်ခုံးမွေးကိုပို့ပြီးတော့ပေါ်စေဖို့အတွက် concealer လေးနဲ့ဘောင်လေးလုပ်ပေးလိုက်ပါမယ်ရှင်။ concealer လေးကိုသုံးပြရပါမယ်နော်။ဒီလိုမျိုး brush အသေးလေးတစ်ချောင်းကိုလည်းဝယ်ထားလိုက်ပါနော်။မျက်ခုံးမွေးမရိပ်ချင်ဘူးဆိုရင်တော့ဒီလိုပုံစံမျိုးလိုက်ပြီးတော့ပေါ်လို့ရပါတယ်ရှင်။ဒါဆိုရင်တော့မျက်ခုံးမွေးလေးဟာထင်းထင်းလေးဖြစ်နေမှာပဲဖြစ်ပါတယ်။မျက်လုံးတောက်မှာလည်းလက်လေးပါတဲ့ဟာကိုနှစ်ဖက်စလုံးထည့်ပေးလိုက်ပါမယ်ရှင်။ဒါဆိုရင်တော့မျက်လုံးလေးကအရင်လာတော့ပါပြီ။မျက်လုံးလေးချိန်ပြီးသွားပြီဆိုရင်တော့ကျမတို့ကမျက်ခုံးမွေးလေးကိုထောင်ထောင်လေးဖြစ်ချင်တဲ့အတွက် mascara လေးနဲ့စိတ်ရှည်ရှည်လေးလုပ်ပေးလိုက်ပါမယ်။ mascara လေးနဲ့ခြေပြီးသွားတဲ့ဟာကိုမှမျက်ခုံးမွေးဖိတဲ့ brush လေးနဲ့ပြန်ပြီးတော့ဖြန့်ပေးလိုက်ပါမယ်။ကိုမျက်ခုံးမွေးလေးဟာထောင်ထောင်လေးနဲ့လှနေမှာဖြစ်ပါတယ်။ဒီလိုမျိုးလေးလိုက်လို့ကြည့်နော်။ဒါဆိုရင်တော့မျက်လုံးအပိုင်းလေးဟာပြီးသွားပါပြီ။နောက်တစ်ဆက်အနေနဲ့နှာခမ်းနီလေးကိုခြေပါမယ်။ခုနကပုံဖော်ထားတဲ့နှာခမ်းနီလေးကိုမှဖြန့်လိုက်မယ်။ပြီးသွားရင်အပေါ်ကနေနှာခမ်းနီလေးဆိုးလိုက်ပါမယ်ရှင်။နှာခမ်းနီလေးကိုလည်းကိုမျက်နှာနဲ့လိုက်ဖက်တဲ့အယောင်လေးကိုဆိုးပါနော်။